နောင်ကြီးလမ်းမှာမှဲ့ပါတဲ့သူတွေကြောင့်ဒါဒီနေ့မှာပညာမြောက်ပြီးမှဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာတို့ပုံမှာတေချာမြင်တာအောင်ပြပေးထားတယ်အိမ်နောင်ကြီးလမ်းကြောင်းမှာမှဲ့ပါနေတယ်ပေါ့နော်အဲ့တော့ဒီအကြောင်းအရာကိုပြောသိခင်မှာဒီမှဲ့ရဲ့ကောင်းကျိုးဆိုးခြင်းကိုဒါအနေငယ်ပြောပြပေးမယ်ပေါ့နော်လဝါပြင်မှာအများအဖြစ်မှဲ့ပါတယ်ဆိုရင်မကောင်းတာပို့ပြီးတော့များတယ်ပေါ့နော်လက်ချောင်းတွေမှာလက်အစစ်တွေမှာပါရင်တော့ကောင်းတဲ့ဘက်ကိုရရှိနိုင်တယ်ပေါ့နော်ဒါဒီနေ့ပြောပြတော့မှာကလဝါပြင်ကမှဲ့အကြောင်းပေါ့လဝါပြင်မှာဒီအိမ်တော်ကြီးလမ်းကြောင်းမှာပါတဲ့မှဲ့အကြောင်းကိုဒီနေ့မှာဒါတခြားလေးအားလုံးသိရအောင်ပညာမြောက်ပြီးမှဖြစ်တယ်အဲ့တော့ပုံမှန်တခြားမြင်အောင်ပြပေးထားတယ်အိမ်တော်ကြီးလမ်းကြောင်းမှာမှဲ့ပါနေတယ်ဒီလိုလက္ခဏာရှိနေတာသူတို့ရဲ့ဘဝမှာအိမ်တော်ကြီးအပိုင်းနဲ့ပတ်သက်ပြီးစိတ်ညစ်စရာတွေစိတ်တော့ကတွေဝင်ရောက်မယ်ဆိုတာကိုပြရတယ်ပေါ့နော်ကြုံရမယ်ဆိုတဲ့ကံအဟောကိုထွက်တယ်အဲ့တော့ဒီအိမ်တော်ကြီးလမ်းမှာမှဲ့ပါနေမကောင်းဘူးကိုယ့်ရဲ့အိမ်တော်ဘက်နဲ့အဆင်မပြေတာတွေအခက်ခဲတွေအတားအဆီးတွေဖြစ်ပေါ်မယ်ဆိုတာကိုပြတယ်အခက်မသိရင်ပေါ့နော်အိမ်တော်ကြီးမှာကွဲခွာရတာတွေဝေးနေရတာတွေအများဆုံးဖြစ်စေနိုင်တယ်လို့သူကအဟောမှာပြပေးတာဖြစ်တယ်ပေါ့နော်လက်ရလည်းသူကအိမ်တော်ကြီးကံမကောင်းဘူးအိမ်တော်နှစ်ဆက်ကြုံရမယ်လက္ခဏာဖြစ်နေတာကိုဒါတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပြရမယ်ကိုမှအိမ်တော်ကြီးအားနေနေတယ်ဒီလိုလက်ပုံစံမျိုးပါတဲ့သူတွေအများစုအနေနဲ့နှလုံးလမ်းကြောင်းလည်းမကောင်းဘူးလက်အနေထားကလည်းကောင်းတဲ့ထဲမှာမပါဘူးဆိုရင်ဒီပြရမယ်လို့ဒါအကြံပြုညှောင်းပေးပြရစီအဲ့တော့အိမ်တော်ကြီးလည်းမှမှိတ်ပါရင်အဓိကအနေနဲ့စိတ်ညစ်စရာတွေစိတ်တော့ကတွေပေါ်မှာများစွာကြုံရမယ်အိမ်တော်ကြီးကံကမကောင်းဘူးလို့ပြတယ်ပေါ့နော်အစင်မပြေနိုင်ဘူးအိမ်တော်ဘက်နဲ့ခွဲခွာမှုတွေဖြစ်တည်နိုင်တယ်ဆိုတော့ကံအဟောထွက်တယ်အဓိကအိမ်တော်ကြီးလမ်းကြောင်းမှာမှဲ့ပါနေတဲ့အတွက်ကြောင့်ကိုမကောင်းတာဖြစ်တယ်အားနည်းချက်ပေါ့နော်ကိုမှအားနည်းချက်တွေရှိနေတယ်ဒီအားနည်းချက်တွေကိုကိုကကြော်ဖြတ်ဖို့လိုအပ်တယ်ဆိုတာကိုဒီအရာတွေကလက်အနေထားကပြနေတာဖြစ်တယ်ပေါ့နော်ကိုကဒါစီကကဲဒီအညံ့ကြီးများစွာကြုံရမယ်ဆိုတော့ကံအဟောကိုပဲထွက်တယ်အဲ့တော့ဒီကံကနေပြီးတော့လွန်မြောက်အောင်ထောက်ကူရအောင်ကိုကအမြန်ဆုံးသုံးထုတ်ဖို့လိုအပ်တယ်အဓိကမှတ်သားထားမှာကမှဲ့ပါတဲ့အတွက်ကြောင့်လုံးဝမကောင်းဘူးအိမ်တော်ကြီးမှာခွဲခွာမှုကိုအဓိကကြုံရမယ်အိမ်တော်နှစ်ဆက်ဖြစ်နိုင်တယ်ဆိုတဲ့ကံအဟောကိုအဓိကမှတ်သားထားပေးပါကျန်တဲ့အပိုင်းခြားတွေမှာတော့သူကအားသာမှုဒီမှဲ့ပြောက်သွားတာမျိုးမှဲ့အားနည်းမှုလျော့သွားတာမျိုးတွေဖြစ်ရင်တော့အညံ့နေနိုင်တယ်ဆိုတော့ကျတော့ဒီမှဲ့ပါတယ်ဆိုရင်မကောင်းဆိုရင်ဖြတ်ရှင်ကြတာရှိတယ်တခုခုပေါ့နော်ပျောက်သွားအောင်သူကလှုပ်ရှင်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီအရာတွေကလည်းကိုနေပေါ့နော်ကိုယ်တိုင်ကိုကြလောက်တာမျိုးတွေမလုပ်စေချင်ဘူးအဓိကကတော့အားနည်းချက်ရှိတာသိပြီဆိုရင်ကိုကသတိပြုရမယ်ဖြစ်တာကတော့ဖြစ်မယ်ပေါ့နော်အညာကတော့ကြုံရမယ်ဒီလိုအဟောကိုအဓိကထွက်တာဖြစ်တယ်အဲ့တော့အိမ်တော်ကြီးကံအားနည်းမယ်ဆိုတော့ဟောပဲအဓိကမှတ်သားထားပါကောင်းအောင်အားပြုဖို့လိုအပ်ပါတယ်